အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာနှာခေါင်းပိတ်တာနာစီးတာတွေကိုတက်တာဆင်မဲ့နည်းလမ်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော် channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုပါတယ်နှာခေါင်းပိတ်ရတာကဘက်တီးရီးယားတွေဗိုင်းရပ်စ်ပိုးတွေအစရှိတဲ့ပိုးမွှားတွေကြောင့်နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့တီရှူရောင်ရမ်းတာကြောင့်နောက်ဆက်တွဲနှာခေါင်းထဲကတွေးကြောလေးတွေရောင်ရမ်းလာတာကြောင့်အဓိကဖြစ်ရပါတယ်နှာခေါင်းပိတ်တာနဲ့နာစီးတာနဲ့ကတော့အမဲလိုတွဲပြီးဖြစ်ပေါ်လဲရှိပါတယ်ညဘက်ဆိုနှာခေါင်းပိတ်နေလို့အသက်ရှူကျအိမ်မရဖြစ်လူကြားထဲမှာနှာခေါင်းရှုပ်ရှုပ်နဲ့နေရထိုင်ရခက်အစားအတော့တွေလည်းအရသာမရှိနဲ့တိတ်ဝေဒနာမဆိုးလာပေမဲ့နေရထိုင်ရခက်ခဲတဲ့ဝေဒနာဖြစ်ပါတယ်ဒီအချက်တွေကြောင့်နာစီးနာပိတ်အများဆုံးဖြစ်နိုင်ပါတယ်အေးမိတာတုပ်ခွေးဖြစ်တာဒါမတက်ဖြစ်တာsinus infection ဖြစ်တာတွေကြောင့်နာစီးနာပိတ်တွေဖြစ်နိုင်ပါတယ်နာစီးနာပိတ်တာကိုဘယ်လိုတက်တာအောင်လုပ်မလဲနှာခေါင်းကိုတန့်စင်ပြီးပါနှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ချွဲတလိပ်တွေကိုဖြည်းဖြည်းချင်းညှိထုတ်ဖြေရှားပြီးပါနှာခေါင်းထဲကချွဲတလိပ်တွေကိုဖြေရှားတာကနာစီးနာပိတ်တာကိုတက်တာစေမဲ့အကောင်းဆုံးသောနည်းလမ်းတစ်ခုပါနာစီးနာပိတ်နေတဲ့အခါပါးစပ်ကနေအသက်ရှူပေးပါရေဓာတ်ပြည့်ဝအောင်လုပ်ပြီးပါရေနွေးတောက်တာရေတောက်တာနဲ့ဆွတ်ပြုတ်တောက်တာလိုမျိုးခန္ဓာကိုယ်ကိုရေဓာတ်ဖြစ်ပေးနိုင်မဲ့တောက်ဆရာတွေကိုများများတောက်ပြီးပါအကောင်းအနားယူပြီးပါလူတယောက်ကျန်းမာနေဖို့အတွက်အိပ်စက်မှုကတော်တော်လေးအရေးပါပါတယ်ရေနွေးဖို့ကပ်ပြီးပါနာစီးနာပိတ်နေတဲ့အခါနှာခေါင်းနဲ့နဖူးပေါ်ကိုရေနွေးဖို့ကပ်ပြီးတာကချွဲတွေကိုပျော်စေပြီးနေရထိုင်ရတက်တာစေနိုင်ပါတယ်ရေနွေးငွေ့ခံပေးပါနှာခေါင်းပိတ်တဲ့အခါအလွယ်ကူဆုံးနည်းလမ်းကရေနွေးငွေ့ခံပေးပါအဝကျေရေစလုံးသေးမှာရေနွေးထည့်ပြီးရေခတ်နွေးနွေးအချိန်မှာရေနွေးခံပေးပါပိုပြီးထိရောက်ချင်တော့ခေါင်းကိုတပတ်လေးနဲ့အုပ်ထားပြီးရေနွေးငွေ့ခံပေးပါနှာခေါင်းထဲကပိတ်ဆို့နေတဲ့ချွဲကလေးတွေကိုလျော်စေမှာပါနာစီစပရေးနှာခေါင်းဖြန်းစေးသုံးပေးပါဒီနည်းကနာစီနာပိတ်တာကအမြန်ဆုံးနဲ့အထိရောက်ဆုံးတက်တာပြောက်ကင်းစေနိုင်ပါတယ်နာစီစပရေးကနှာခေါင်းထဲကချွဲကလေးတွေကိုဖြေရှားပေးပြီးအသက်ရှူရအဆင်ပြေစေမှာပါအိတ်တဲ့အခါခေါင်းကိုခမ်းမြင့်မြင့်လေးထားပြီးပါနှာခေါင်းပိတ်တာကြောင့်အိတ်ဆက်ရတာအနောက်အရှက်ဖြစ်တဲ့သူတွေအနေနဲ့ညဘက်အိတ်တဲ့အခါခေါင်းကိုခမ်းမြင့်မြင့်လေးထားပြီးပါရေနွေးနဲ့ရေချိုးပြီးပါနာစီးနာပိတ်တဲ့အခါရေခတ်နွေးနွေးလေးနဲ့ရေချိုးပြီးတာကနာစီးနာပိတ်တာကိုတက်တာစေနိုင်တယ်လို့အသက်ရှူလမ်းကြောင်းမှာရှိတဲ့ပိုးတွေကိုတည်စေနိုင်ပြီးအသက်ရှူရပိုးအဆင်ပြေစေမှာပါဒီနည်းလမ်းတွေသုံးပြီးနာစီးနာပိတ်တာကိုအမြင့်ပြတ်ဖြေရှားပြီးစမတ်ချနေ့လေးတစ်နေ့ကိုပိုင်ဆိုင်လိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်